ကမ္ဘာအံပွဲ9ခုထဲက6ခုပျောက်ဆုံးသွားတဲ့အကြောင်းတင်သိပါသလားဘလို့ဖြည့်ဆည်းခံခဲ့ရလဲဘယ်ဟာကတော့လုံးဝမတည်ရှိခဲ့ဘူးလို့ယူဆရတာလဲအဖြေကိုဒီဗီဒီယိုမှာကြည့်ရှုလိုက်ပါရှေးခေတ်ကမ္ဘာအံပွဲ9ခုလို့ပြောရင်ဘာတွေလဲလို့မေးရင်အများစုကပြောနိုင်ကြပါတယ်ဒါပေမဲ့ဒီအံပွဲ9ခုအနက်6ခုဟာယနေ့ထိလုံးဝပျောက်ဆုံးသွားပြီးတစ်ခုတည်းသာကျန်ရှိတယ်ဆိုတာတင်သိပါသလားဒီတစ်ခါတော့အချိန်ရဲ့တန်ကိုမခံနိုင်တော့ပဲပျောက်ကွယ်သွားခဲ့ရတဲ့အံပွဲကြီး6ခုရဲ့ဇလန်းကိုရှောက်လန်းကြည့်ရအောင်ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဂီဇာပိယမစ်ပါအီဂျစ်နိုင်ငံမှာရှိတဲ့ဒီပိယမစ်ကြီးကို BC 2560လောက်ကဖာရိုဘုရင်ခုဘူးအတွက်တိစောက်ခဲ့တာပါအမြင့်ပေ480ရှိတဲ့ဒီအဆောက်အုံဟာလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကတည်းကဆောက်လုပ်ခဲ့တာဖြစ်ပြီးလင်ကွန်ဖျားရှိခိုးကျောင်းကြီးမပေါ်ခင်အထိနှစ်ပေါင်း3500ကြာကမ္ဘာအမြင့်ဆုံးအဆောက်အုံအဖြစ်ရပ်တည်ခဲ့ပါတယ်ဒုတိယတစ်ခုကတော့ဘေဘီလုံမိုးပြန်ဥယျာဉ်ဖြစ်ပါတယ်လက်ရှိအီရတ်နိုင်ငံမှာတည်ရှိခဲ့တယ်လို့ယူဆရတဲ့ဒီဥယျာဉ်ကြီးကိုနီဘူချက်နေစာဘုရင်ကသူ့မိဖုရားအတွက်လွမ်းဆွပွဲကောင်းတဲ့ဇာတိမြေရဲ့အလှကိုပြန်လည်ဖန်တီးပေးဖို့ဆောက်လုပ်ခဲ့တာလို့ဆိုပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီဥယျာဉ်တည်ရှိခဲ့တဲ့တပ်တွေအထောက်ထားတစုံတရာကိုဘယ်တော့မှမတွေ့ဘူးဒါကြောင့်တချို့သမိုင်းပညာရှင်တွေကဒါဟာဒဏ္ဍာရီတစ်ခုသာဖြစ်နိုင်တယ်လို့တောင်ယူဆကြပါတယ်တတိယတစ်ခုကတော့ဂရိနိုင်ငံကဇူးစရုပ်တော်ဖြစ်ပါတယ်ကြော်ကြားတဲ့ဗပုဆရာဖီဒီယာက BC 435လောက်မှာထုလုပ်ခဲ့တဲ့ဒီရုပ်တော်ဟာအမြင့်40ပေ12မီတာရှိပြီးရွှေနဲ့ဆင်ဆွယ်တို့နဲ့ပြုလုပ်ထားတာပါဒါပေမဲ့ဒီရုပ်တော်ကြီးဟာ AD 900စုလောက်မှာမီးလောင်ပျက်စီးသွားခဲ့ရပါတယ်အချို့ကျမ်းတွေမှာကွန်စတန်တီနိုပယ်မြို့ကိုရွှေ့ပြောင်းပြီးနောက်မီးလောင်ခဲ့တယ်လို့ဆိုပါတယ်စတုထတစ်ခုကတော့တူရကီနိုင်ငံကအာတီမစ်နက်ကျောင်းဖြစ်ပါတယ်ဒီနက်ကျောင်းဟာရှေးခေတ်အကြီးဆုံးနဲ့အလှဆုံးဖျားကျောင်းတွေထဲကတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ BC 356ခုနှစ်မှာ Herostratus ဆိုတဲ့အမျိုးသားတဦးကနာမည်ကျော်ကြားခြင်းလို့ဒီနက်ကျောင်းကိုမိရှုဖျက်ဆီးခဲ့ပါတယ်တရားခံကိုကွပ်မျက်ခဲ့ပေမဲ့သူ့နာမည်ကတော့တမိုင်းမှာအမြဲတမ်းကျန်ရစ်ခဲ့ပါတယ်ဒါကြောင့်နာမည်ကျော်ဖို့အကျင့်စာရိတ္တပြပြတဲ့လုပ်ရက်ကို Herostratic Fame လို့ခေါ်တာပါပစ္စမတစ်ခုကတော့တူရကီနိုင်ငံမှာရှိတဲ့ Marsolas ဂူဗိမာန်ဖြစ်ပါတယ်ပါရှန်အုပ်ချုပ်ရေးမှူး Marsolas အတွက်တိစောက်ခဲ့တဲ့ဒီဂူဗိမာန်ဟာတိတ်ကိုခမ်းနားလာပါတယ်ဒီလောက်အထိခမ်းနားလို့သူ့နာမည်ဟာ Marsolas ဂူဗိမာန်ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့ရင်းမြစ်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့12ရာစုကနေ15ရာစုအတွင်းငလင်တွေကြောင့်အကြီးအကျယ်ပျက်စီးသွားခဲ့ရပါတယ်။စာထမတစ်ခုကတော့ဂရိနိုင်ငံက Rhodes Colossus ဖြစ်ပါတယ်။နေနက်ဖျားဟီလီယိုရဲ့ကြေးရုပ်တော်ကြီးဟာအမြင့်108ပေ33မီတာရှိခဲ့ပြီး Stereo Library ရဲ့ရှေ့ပြေးပုံစံလို့တချို့ကဆိုကြပါတယ်။ဒါပေမဲ့ဒီရုပ်တော်ဟာစိုက်ထူပြီး54နှစ်အကြာမှာပဲငလင်ကြောင့်ပြိုလဲသွားခဲ့ရပါတယ်။ပြိုလဲပြီးနှစ်ပေါင်း800ကျော်ကြာအောင်ပျက်စီးတွေကျန်ရှိနေခဲ့ပေမဲ့နောက်ဆုံးမှာတော့တတုတွေကိုအရေးကြိုးပြန်လုပ်ခဲ့ပါတယ်။နောက်ဆုံးတစ်ခုကတော့အီဂျစ်နိုင်ငံက Alexandria မီးပြတိုက်ဖြစ်ပါတယ်။အမြင့်ပေ400ကျော်ရှိတဲ့ဒီမီးပြတိုက်ဟာရေကြောင်းသွားလာမှုအတွက်အလွန်အရေးပါခဲ့ပြီးနှစ်ပေါင်း1000ကျော်ကြာအလင်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ AD 956ကနေ1323အတွင်းငလင်တွေကြောင့်တဖြည်းဖြည်းပျက်စီးသွားခဲ့ရပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒီမီးပြတိုက်ရဲ့အကျွင်းကြံတချို့ကိုပြည်ပရဲတိုက်ဆောက်လုပ်ရာမှာပြန်လည်အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ဒါကတော့ပျောက်ဆုံးသွားခဲ့တဲ့ကမ္ဘာအံပွဲ6ခုရဲ့ဇလန်းပါတချို့ဟာမီးလောင်လို့တချို့ဟာငလင်လုံးလို့တချို့ကလည်းလူတွေရဲ့ယူသွမှုကြောင့်ပျောက်ကွယ်သွားခဲ့ရတာပါဒီအထဲကဘယ်အံပွဲမျိုးလေးတွေကိုကြည့်ရှုသူတို့ရောက်သွားခြင်းပါတလဲခမန့်မှာရေးခဲ့ပါဒီလိုဗဟုသုတဗီဒီယိုတွေဆက်လက်ကြည့်ရှုခြင်းရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်